USS Fort CVN 78ကတော့ဒီနေ့မနေ့ပဲ Greek ကိုရောက်လာတယ်။ဒီနေ့တော့ဒီကောင်ကြီး Suez တူမြောင်းနေပြီးတော့ဖြတ်လာတယ်ပေါ့နော်။ဟိုရှိနေမှာတွေကကိုရီးယားပေါ်မှာလောက်ဒီရုံးပြီးတော့စပြီးတော့တမောသားတွေလည်းတန်ရတယ်။အရုံးတွေကတော့လောက်တယ်တခြားတမောတွေကိုရွှေ့ရတယ်။စသဖြင့်သတင်းတွေထွက်တာပေါ့နော်။မီလောင်လာလည်းများတယ်ဆိုပြီးတော့သတင်းတွေထွက်လာတယ်ကြိုးကြားအဲ့နောက်ပိုင်းမှာဒီလေနေတမောအမေရိကန်ပြန်ခေါ်မယ်စစ်စင်ရေးပြန်ရုပ်သိမ်းမယ်ဆိုပြီးတော့သတင်းတွေထွက်နေတော့တပတ်နှစ်ပတ်လောက်ရှိနေပြီဒါပေမဲ့ Central Command လည်းလုံးဝတောင်းမထုတ်ပြန်ဘူးမထုတ်ပြန်လည်းအခုတော့ Greek ကိုရောက်ပြီဆိုတော့ဒါဘာလို့ဒီတမောကတော့ US ကိုပြန်တော့မှာသူရဲ့စစ်စင်ရေးထွက်လာတဲ့ချိန်ကလည်း17လရှိသွားပြီပေါ့နော်အမေရိကန်မှာကြာရေတန်းမှာသူတို့ကလေနေတမောတစည်းကအလုံးစုံ8လပဲသူစစ်စင်ရေးထွက်တယ်ပေါ့နော်ဒါပေမဲ့ Fort ကတော့17လရှိသွားပြီအဲ့ဒီကြားထဲမှာဘိုးလိုမီးလောင်မှုတွေဖြစ်တယ်ဆိုတော့သူပြန်ပြီးတော့အနာပေးမယ်ပြင်ဆင်မယ်ပေါ့နော်ဒီလိုရ73ဘီလီယံကျော်တန်နဲ့ဒီဆောက်ချိန်က15နှစ်လောက်ရှိတယ်ဒီ Venezuela ပြီးရင်အခု Iran စစ်စင်ရေးသူတို့ဒုတိယမြောက်စစ်စင်ရေးပထမဆုံးလို့ပြောလို့ရတာပေါ့သူတောက်လျှောက်စစ်စင်ရေးဟိုဘက်ကဒီဘက်ထွက်လာတော့ဒီကထိခိုက်တာကတကယ်များလာဖြစ်တဲ့အတွက်ဒီလေနေတမောအစ်စ်ကြီးကနောက်14လလောက်တော့သူနားမယ်ဆိုပြီးတော့ခံမှန်းထားကြတယ်ပေါ့နော်အားလုံးအဲ့လိုမျိုးသတင်းတွေထွက်နေတယ်14လတော့ဒီကောင်ကိုတွေ့အောင်မဟုတ်ဘူးသူ့နေရာကိုလည်းGeorge Bush ပေါ့နော် USS Bush ကဝင်နေရယူမယ်လို့တော့